အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကြာစံစီချက်ကိုရတာရှိနဲ့အိမ်မှာပြုလုပ်စားလို့ရအောင်လို့စီချက်ပြုလုပ်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်စီချက်လုပ်ဖို့အတွက်ရင်ဦးဆုံးကျွတ်သွန်ဖြူစီချက်လေးအရင်ချက်ပေးမှာဖြစ်ပါတယ်ကြက်ရည်ကိုရှိလို့သုံးလဲရပါတယ်ကျွန်တော်ကတော့ကြက်ရည်ကိုမထည့်တော့ပါဘူးဒီတိုင်းလေးပဲကျွတ်သွန်ဖြူစီချက်လေးချက်ပေးလိုက်ပါတယ်စနစ်မောကတော့ကျွန်တော်အယောင်လေးလှစီဖို့ထည့်လိုက်တာပါမကြိုက်လေမထည့်လို့ရပါတယ်ကျွတ်သွန်ဖြူလေးတွေဓာတ်ပြရိုက်ပြီးထည့်လိုက်တာခုလောက်နေတာလေးကျွတ်သွားပြီလို့ရှိရင်တော့ကျွန်တော်တို့ဆယ်ထားလဲရတယ်စီနဲ့စိန်ထားလဲပို့ပြီးတော့မွေးစေပါတယ်ခုလိုမျိုးကျွတ်သွန်ဖြူစီချက်လေးရပြီဆိုလို့ရှိရင်တော့ကြာစံစီချက်လုပ်ဖို့အတွက်ငပြိုင်လေးစပြီးတော့ကြိုပါမယ်ခင်ဗျာကျွန်တော်ခုပြထားတဲ့ချိုးစားလေးတိုင်းပဲထည့်ပေးပါဒီဆိုပါပေါ့နော်ကျွန်တော်တို့ကျေးဥစီချက်ပဲလို့ခောက်ဆွဲစီချက်ပဲလို့စီချက်လုပ်တဲ့နေရာမှာအဆင်ပြေသလိုသုံးလို့ရပါတယ်ကျေးဥစီချက်လုပ်မှဆိုလို့ရှိရင်လည်းကျွန်တော်တို့အသားလုံးနဲ့ပို့ပြီးတော့စားလို့ကောင်းစီပါတယ်ခင်ဗျာချမို့တစ်စုံထည့်မယ်တခြားနှစ်စုံထည့်ပါမယ်အခုပြထားတဲ့အချိုးစားလေးကတော့ကျွန်တော်တို့ကြာစံအစိတ်သားတစ်ထုပ်စားတော့ပေါ့နော်အချိုးစားလေးဖြစ်ပါတယ်ဒီစောနဲ့ကြာကြာစိတ်သားတို့ထုံနဲ့ရောနေလိုက်လို့ရှိရင်ရတာလုံးဝကွက်တိဖြစ်စေပါတယ်အခုကြိုပြထားတဲ့စော်လေးကတော့အိမ်မှာလွယ်တကူပြုလုပ်စားလို့ရအောင်လို့တင်ပေးတဲ့နည်းလေးဖြစ်ပါတယ်စီချက်ငပြားကြီးကြိုနီးတည်တံ့အောင်တော့ကျွန်တော်ရဲ့အရင်ရှေ့ဗီဒီယိုတွေမှာရှိပါတယ်ခင်ဗျာခောက်ဆွဲစီချက်ပြုလုပ်နည်းဗီဒီယိုမှာကျွန်တော်မျှဝေပေးထားတာရှိပါတယ်အဲ့ဒီငပြားကြီးကတော့ပို့ပြီးတော့ကောင်းစေပါတယ်အခုငပြားကြီးကတော့ချုံမမစားတဲ့သူတွေတခြားမစားတဲ့သူတွေကိုရှော့စေလို့ရပါတယ်ကဲခုလိုမျိုးရတာတွေထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေမီးပြင်းပြင်းလေးနဲ့စူပွအောင်ကြိုးလိုက်တာနဲ့ငပြားလေးရပါပြီခင်ဗျာကျန်တဲ့ရတာဘာမှထည့်စရာမလိုတော့အောင်ပြည့်စုံပါတယ်ချုံမုံကိုအခုချိန်ပြတဲ့ဇုံးလေးနဲ့တစ်စုံထည့်ပါမယ်ခင်ဗျာချုံမုံလျှော့ခြင်းလည်းလျှော့လို့ရပါတယ်တခြားကိုနှစ်စုံထည့်ပါမယ်စက်သားမုံတစ်စုံထည့်မယ်ခရီးစီကိုနှစ်စုံနီးပါးထည့်မယ်လဲငပြားရဲ့အကျဲကိုတော့တစ်ခုလိုပြထားတဲ့ဇုံးလေးနဲ့၅စုံထည့်ပါမယ်ခင်ဗျာအနောက်ရည်လေးထည့်မှာဖြစ်ပါတယ်။အရောင်ကတော့ကိုကကြီးကြီးလေးကြိုက်တယ်ဆိုလို့ရှိရင်တော့အနောက်ရည်မထည့်လို့ရပါတယ်။ကဲအခုလိုမျိုးပါဝင်ပစ္စည်းအားလုံးစုံပြီဆိုလို့ရှိရင်တော့တခြားတွေချုံမုံတွေစက်သားမုံတွေကြီးသွားတဲ့အထိမှုလိုက်ပါမှုတဲ့အချိန်မှာကျွန်တော်မီးလေးဖွင့်ပြီးတော့အခုလိုမျိုးစူပွက်လာတဲ့အထိကြိုပေးလိုက်တာနဲ့စီကျက်ကပြားလေးရပါပြီခင်ဗျာ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြာစံစိတ်သားတို့တစ်ထုပ်စာအတွက်ရတာလုံးဝကွက်တိရပါပြီ။ကြာစံပြုတ်ဖို့အတွက်ကြာစံကို15မိနစ်လောက်ရေလေးစိမ့်ထားပါမယ်ရေလေးဆူလာပြီဆိုလို့ရှိရင်တော့ကြာစံလေးနူးတော့အောင်လို့အနည်းဆုံး4မိနစ်လောက်ပြုတ်ပေးလိုက်ပါမယ်ခင်ဗျာအခုလိုမျိုးရေနွေးစုစုထဲမှာကြာစံပြုတ်မယ်ဆိုလို့ရှိရင်တတိထားမှာတစ်ချက်ကရေများထည့်ပြီးတော့မှကြာစံနည်းနည်းချင်းစီပြုတ်တာပို့ပြီးတော့ကောင်းစေပါတယ်ရေနည်းနည်းနဲ့ကြာစံအများကြီးထည့်ပြီးပြုတ်တဲ့အခါမှာကြာစံလေးပြီးပြီးတော့ပြည့်သွားတတ်ပါတယ်ခင်ဗျာပါဝင်ပစ္စည်းဖြစ်တဲ့ကျက်သွတ်မိတ်လေးတွေကိုကပပလေးလိထားမယ်ဒါကတော့ကျက်သွတ်မြူစီချက်ချက်တာလေးပါဒါလေးကတော့စက်သားလေးကိုဓာတ်လေးနဲ့လိထားတာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့စီချက်ငပြားလေးဖြစ်ပါတယ်အေးခံပြီးတော့ဘူးထဲမှာထည့်ရတာဖြစ်ပါတယ်ခင်ဗျာရေခဲတက်တာမှာတိမ့်ဖို့ပါကျက်သွတ်ဖြူကြော်လေးပါဗျာကဲပါဝင်ပစ္စည်းတွေအားလုံးစုံပြီဆိုလို့ရှိရင်တော့စီချက်လေးစပြီးတော့ပြုလုပ်ပါမယ်ကျိုးစီချက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနီးတိုင်းပဲလုပ်ပြရမှာဖြစ်ပါတယ်အသားကြည့်ပြီးတော့ရတာနေမယ်အသားလေးတွေပြုတ်မယ်ကြာစံလေးတွေပြုတ်မယ်အသီးရွက်လေးတွေပြုတ်ပြီးတော့ဆော့ရတာဒီတိုင်းပဲထည့်ပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါ3မွေးသာဖြစ်တဲ့အတွက်စီချက်စီကိုတော့5စုံထည့်ပေးလိုက်ပါတယ်ခင်ဗျာစီချက်ငပြားကိုတော့ကျွန်တော်3စုံထည့်ပေးမှာဖြစ်ပါတယ်ရတာကလေးလေးကြိုက်တယ်ဆိုလို့ရှိရင်တော့4စုံနီးပါးထည့်လို့ရပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့တစ်ပွဲတစ်စုံလောက်ထည့်ပေးလို့ရပါတယ်ကဲရတာအပေါ့ငယ်ကတော့ကိုယ်စကြိုက်စင်ပြေလို့ရပါတယ်စီကိုရွှဲရွှဲလေးကြိုက်တယ်ဆိုလို့ရှိရင်လည်းစီထည့်လို့ရပါတယ်ရတာတွေအားလုံးထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တမတ်တော့မှုလိုက်တာနဲ့စီချက်ကလေးရပါပြီခင်ဗျာကျွန်တော်ဒီထဲမှာဗီဒီယိုထဲမှာအနည်းလေးပြထားပါတယ်ခုလိုမျိုးတမတ်တော့မွေးလိုက်ပါကျွန်တော်အိမ်မှာပြုလုပ်စားတာဆိုတော့တူမရှိတဲ့အတွက်ခရင်းလေးနဲ့ပဲမွေးလိုက်ပါတယ်အခုမျှဝေပေးလိုက်တဲ့ကြာစံစီချက်ပြုလုပ်နည်းလေးကတော့ကိုပိုင်တစ်ပိုင်းတစ်နိုင်ဖွင့်နေတဲ့သူများအတွက်လည်းပြုလုပ်ပြီးတော့ရောင်းလို့ရတဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာအိမ်မှာပြုလုပ်စားမယ်ဆိုလို့ရှိရင်လည်းလုံးဝအရသာထိစေမှာဖြစ်ပါတယ်ဒါပြုလုပ်ပြင်ဆင်ပုံလေးပါကျွန်တော်တခါလေးပြပေးထားပါတယ်ခင်ဗျာအသားလေးထည့်မယ်နောက်ထပ်ကျွန်တော်တို့ကြက်သွန်ကြော်လေးထည့်မယ်ကြက်သွန်မင်းလေးထည့်ပေးလိုက်လို့ရှိရင်တော့အရသာရှိသုံးဆောင်လို့ရပါပြီကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးနေတဲ့လူတွေအတိုင်းကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and share လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခုလိုမျိုးဟင်းချက်လေးတွေကိုများစွာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အကောင့်လေးကိုလည်း follow လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာ bye bye